ကြော်ရနေနော်ခဏနေအိမ်မှာခွေးလေးကြောင်လေးမွေးထားတဲ့ customer ရှိလားဒါဆိုရင်တော့တင်းရဲ့ခွေးလေးကြောင်လေးအတွက်ကျမကြီးအာဟာရဖြစ်စစာအနေနဲ့အားစီးလေးတိုက်ကျွေးလို့ရမယ်ကယ်ဆီယမ်အားစီးလေးကိုညီမတို့ကမိတ်ဆက်ပေးမှာဖြစ်ပါတယ်နော်ကဲခုမိတ်ဆက်ပေးမှာကတော့ကိုယ့်ရဲ့ခွေးလေးကြောင်လေးအတွက်အယူနဲ့သွားတွေခန္ဓာကိုယ်ပေါ့နော်ခြေလက်တွေကိုလုံးဝတန်မာစေချင်တယ်ဆိုရင်တော့မမေတို့ရှိမှရှိရဲ့ကယ်ဆီယမ်တဲ့အားစီးလေးကိုတိုက်ကျွေးပေးလို့ရပါတယ်ရှင်ဒီကယ်ဆီယမ်အားစီးမှာဆိုရင်တော့ဒီသူကတော့ဗီတာမင် D3 B12 B1 အားစီးမှာအစုံပါတယ်အာနိသင်အစုံပါတဲ့အတွက်ကြောင့်မလို့တင်းရဲ့ခွေးလေးတွေကြောင်လေးတွေကိုအယိုးစင်းနဲ့သွားတန်မာစေချင်တယ်ဆိုရင်တော့ဒီကယ်ဆီယမ်အားစီးလေးကိုတိုက်ကျွေးဖို့မမေတို့ကတိုက်တွန်းပေးပါတယ်ရှင်အားစီးလေးဝယ်ချင်တယ်ဆိုရင်တော့မမေတို့ရဲ့ Viber ဖုန်းနံပါတ်399893235363နဲ့လိပ်စာလေးကတော့ပြမနာစိန်တောင်းနေစိန်ဒီပတ် accessory မှာလာရောက်ဝယ်ယူအားပေးလို့ရပါပြီနော်အားလုံးပဲ bye bye ရပြီကြော်ရလို့ရပါပြီ